Hello အားလုံးပဲမင်္ဂလာပါစုပါစုကဒီနေ့ဒီဗီဒီယိုမှာတော့ပေါ့နော်ဒီ video production industry မှာအလုပ်တွေကဘယ်နေရာတွေကနေလာတာလဲကိုတိုင်းကတော့အလုပ်ဝင်လုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်နေရာတွေမှာဝင်လုပ်လို့ရတာလဲစသည်ဖြင့်ဒီ video production industry ရဲ့ working structure အကြောင်းကိုပြောတတ်မှာဖြစ်ပါတယ်ဆိုတော့ဒီ industry structure ပေါ့နော်ဒီ working structure ကကြတော့တသက်မှတ်တဲ့အမြဲတမ်းရှိနေတာမဟုတ်ဘူးပြီးတော့တယောက်နဲ့တယောက်နဲ့လည်းမတူဘူးဘာလို့လဲဆိုတော့ပေါ့နော်ဒီ structure တွေကကိုဝင်လုံးနိုင်တဲ့ကိုယ့်ရဲ့ personality ကိုယ့်ရဲ့ financial ပုံစံကိုဝါသနာပါတဲ့ဟာပြီးတော့ကိုယ့်ရဲ့ဒီ lifestyle ပေါ့နော်အဲ့ဒါတွေပေါ်မူတည်ပြီးတော့ဝင်လုံးလို့ရတဲ့နေရာတွေ position တွေအများကြီးပြန်ရှိရပြီးတော့ကိုယ့်ရဲ့ရည်ရှိ life goal ပေါ်မူတည်ပြီးတော့လေပေါ့နော်ကိုအများကြီးရွေးချယ်လို့ရနိုင်ပါတယ်ရှင်အဲ့တော့ပထမဦးဆုံးလုပ်ငန်းခွင်ဆိုလို့ရှိရင်တော့ full time အလုပ်တွေပေါ့ဘယ်လိုအလုပ်တွေလဲဆိုလို့ရှိရင်ဒီအမတို့ agency လုပ်တွေလည်းဖြစ်နိုင်တယ် corporate လုပ်ငန်းတွေ media television broadcast company တွေပြောရမယ်ဆိုရင်တော့ company အကြီးကြီးတွေမှာပေါ့နော်အလုပ်လုပ်ရတာမျိုးလုပ်ငန်းခွင်တွေရှိမယ်အဲ့လိုနေရာတွေကဘယ်လို position တွေကိုအခေါ်များလဲပေါ့ဘယ်လိုလူတွေကိုထားလဲဆိုလို့ရှိရင်ဒီ video man ပေါ့နော် video ရိုက်တဲ့သူတွေလည်းရှိနိုင်တယ်ပြီးလို့ရှိရင်နောက်တစ်ခုက video editor တွေလည်းရှိနိုင်တယ် graphic design ဘိုင်းတွေပြီးလို့ရှိရင်ဒီ management မှာဆိုလို့ရှိရင်ပေါ့နော် producing ဘိုင်းတွေရှိရယ် producer ရှိတယ် creative producer assistant producer စသည်ဖြင့်ပေါ့နော်အဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့သူတို့လုပ်ငန်းခွင်မှာတော့ခေါ်ကြတာများတယ်ဆိုလုပ်ငန်းခွင်တစ်ခုလို့ပြောလိုက်ပြီဆိုလို့ရှိရင်တော့အားတာချက်အားနည်းချက်ကတော့အများကြီးရှိမှာပေါ့နော်ဒီလုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်တော့အားတာချက်ကဘာတွေရှိမလဲပေါ့အားတာချက်ကတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ corporate လုပ်ငန်းတွေလုပ်ငန်းအကြီးကြီးဖြစ်တာကြောင့်မို့လို့တေချာပေါက်ပေါ့နော် workflow တစ်ခုကတော့ကိုကလေ့လာခွင့်ရမယ်သင်ယူခွင့်ရမယ်ဘယ်အဆင့်ပြီးရင်ဘယ်အဆင့်လုပ်ရမယ်ဘယ်သူနဲ့ဒီအဆင့်မှာတွဲပြီးလုပ်ရမယ်စသဖြင့် workflow ကိုသိရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ portfolio ပေါ့ဒီကိုက junior တယောက်ဖြစ်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက် portfolio ကောင်းကောင်းရနိုင်တဲ့နေရာတစ်ခုလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ company ကြီးတွေကများသောအားဖြင့် brand အကြီးကြီးတွေနဲ့တွဲပြီးတော့လက်တွဲလုပ်ကြတယ်ပေါ့နော်အဲ့ကျရင်ကိုယ့်အတွက် portfolio ကောင်းကောင်းတင်နိုင်တယ် experience တွေကောင်းကောင်းကိုပြန်ရနိုင်တယ်နောက်ကနောက်ဝက်လည်းရနိုင်နေပေါ့နော်သူဒီလူနဲ့တွဲလုပ်ပြီးတော့မျက်နှာရင်းနှီးပြီးသွားပြီဆိုရှင်ကိုယ့်အတွက်နောက်ဝက်ရနိုင်တယ်ဒါပေမဲ့ဒါကတော့ကိုယူတဲ့ position ပေါ်လည်းပြန်ပြီးတော့မူတည်သွားတာပေါ့နော်ဆိုတော့တစ်ဖက်မှာအားနည်းချက်ပြန်ရှိရဲအားနည်းချက်ကတော့ဘယ်လိုဖြစ်နိုင်လဲဆိုလို့ရှိရင် corporate လုပ်ငန်းတွေကတော့တည်ရတဲ့အတိုင်းပဲပေါ့နော်ဒီ office drama တွေရှိမယ်ပြီးလို့ရှိရင်creative ပါပေါ့နော်ဘယ်လောက်ပဲကို position က creative ဖြစ်တယ်လို့ဒီပြောပါစီပေါ့နော်ရုံးတွင်းဖြစ်တဲ့ကြောင့်မို့လို့ရုံးတွင်းမှာညီနိုင်တော့အတွက်ကြောင့်မို့လို့ပေါ့နော် creative ကတတ်မှတ်ထားတဲ့ပို့ပြီးတော့ကိုကတွန့်ပြီးတော့ကုန့်ပြီးတော့လုပ်လို့မရနိုင်ဘူးပြီးလို့ရှိရင် burn out အရန်ဖြစ်တယ်ပေါ့နော်နေ့စဉ်ဒီရုံးချိန်ကြီးမှာတွားပြီးတော့လုပ်နေရတယ်ပြီးတော့ဒီလူပေါင်းများစွာကိုအပေါ်မှာလူရှိမယ်ကိုနဲ့တွဲလုပ်ရမယ့်လူရှိမယ်ကြိုက်တယ်မကြိုက်တယ်လုပ်ရရပေါ့နော်ဆိုတော့သိခံရတယ် burn out အရန်ဖြစ်တတ်တယ်ပေါ့နော်တစ်ခါတလေမှာဒါကတော့ corporate လုပ်ငန်းခွင်နေနာမည်ကြီးတဲ့အားနည်းချက်လေးတွေပေါ့နော်အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီလုပ်ငန်းခွင်ကကြတော့ဘယ်လိုလူတွေနဲ့တင့်တော်လဲဆိုလို့ရှိရင်ကိုတိုင်းကပေါ့နော် structure တစ်ခုနဲ့ဖြည်းဖြည်းချင်း group ဖြစ်သွားခြင်းနဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းခွင်ကတင့်တော်ရဲပေါ့နော်နံပါတ်1နောက်ထပ်လုပ်ငန်းခွင်ကတော့ဘယ်လိုလုပ်ငန်းခွင်လဲဆိုလို့ရှိရင် brand တွေနဲ့တိုက်ရိုက်အလုပ်လုပ်ရတဲ့လုပ်ငန်းခွင်တွေပေါ့နော်ခုနပြောထားသလိုမျိုး agency တွေဒီ media company ကြီးတွေကိုတိုက်ရိုက်အပ်တာမျိုးမဟုတ်ဘဲねပေါ့နော်တချို့ brand တွေက work လုပ်သေးတယ်ခါလေးစားလို့ရှိရင်လည်းသူတို့ brand မှာပေါ့နော်ဟို in house team တွေရှိပြီးသားဆိုလို့ရှိရင်တော့ creator တွေကိုတိုက်ရိုက်ငှားကြတာမျိုးနောက်ပိုင်းမှာလုပ်လာကြတယ်ပေါ့နော် okay အဲ့တော့အဲ့ဘက်မှာဘယ်လို position တွေကိုခေါ်တာများလဲပေါ့နော်content creator ကတော့ဒီခုနောက်ပိုင်းကိုခက်စားလာတဲ့ role ပေါ့နော်ဒီရိုက်တာရောစကားပြောတာရော script ထုတ်တာရောခါလေးကြလို့ရှိရင် edit လုပ်တာရောအပြီးစီးကိုလူတဦးတယောက်တည်းကနေလုပ်သွားတဲ့ content creator တွေဖြစ်နိုင်တယ် videographer တွေဖြစ်နိုင်တယ် graphic designer တွေဖြစ်နိုင်တယ်နောက်ထပ်ကကျတော့ဘယ်လိုဖြစ်နေလဲဆို photographer တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါ brand အများစုကတိုက်ရိုက်ခေါ်ကြတဲ့ role တွေပေါ့ခုနပြောသလိုသူ့မှာလည်းအားသာချက်အားနည်းချက်ပြန်ရှိတယ်အားသာချက်ကိုအရင်ပြောရမယ်ဆိုလို့ရှိရင်တော့ brand တိုက်ရိုက်လုပ်ရတာမို့လို့ budget အနေနဲ့ပေါ့နော်ပို့ပြီးတော့ကောင်းမွန်နိုင်တယ်budget စကားပြောရတဲ့အချိန်ဒီမှာအများကြီးညှိစရာမလိုဘဲနဲ့ပေါ့နော်ပွင့်လင်းတဲ့ပြောလို့ရတာမျိုးတွေရှိနိုင်တယ်နောက်တစ်ခုကကျတော့ networking အားတာနိုင်တယ်ဘယ်လိုလဲဆိုတော့ဥပမာပေါ့နော်အမကဆိုင်ရထားပါတော့ပေါ့ကိုယ်ဆိုင်နဲ့တွဲလုပ်နေတဲ့ creator ရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့အတီကိုပြောလိုက်တာပေါ့နော်ဟဲငါတို့သူနဲ့တွဲလုပ်နေတာအရန်အဆင်ပြေရဲ့တိလားအဲ့လိုမျိုးပေါ့ဆိုတော့ networking ကလေသူတို့ကနေတစ်ဆင့်ပေါ့နော် word of mouth နဲ့ကိုကလွယ်တကူ network ပြန်ပြီးတော့ရနိုင်တယ်နောက်တစ်ခုကကျတော့ portfolio အတက်
လွယ်တယ်ပေါ့နော် portfolio တက်လွယ်ရဲဆိုတာဘယ်လိုလဲဆိုတော့ဒီတစ်ခါတည်းနဲ့ပေါ့နော် brand 3-4 ခုကိုဒီပြန်နဲ့ထည့်အလုပ်လုပ်လို့ရနိုင်တယ်ပြီးလို့ရှိရင်လေခုနကပြောလို့ word of mouth နဲ့ကိုယ့်ကိုလူသိသွားပြီဆိုလို့ရှိရင်ပေါ့နော်တောက်လျှောက်ဒီလုပ်တွေကကိုယ့်စီကိုနောက်ကနေလိုက်လာနိုင်နေပေါ့နော်တစ်ဖက်မှာအားနည်းချက်တွေပြန်ရှိရဲခုနပြောသွားသလိုမျိုးပေါ့နော် client အနေနဲ့တိုက်ရိုက်အလုပ်လုပ်ရတဲ့ကြောင့်မို့လို့အရန်စိတ်ထဲမှာပေါ့နော်အဆင်ပြေဖြစ်နေတာပါဖြစ်နိုင်လေဆိုတော့ဒါလည်း client အနေနဲ့မူတည်တယ်ချုပ် client အနေနဲ့ကြတော့ဒီစကားပြောတဲ့အခါမှာအားရှင်းပြရတယ်ပေါ့နော်ဒီ industry နဲ့ဝေးနေတဲ့ client တွေရှိလို့ရှိရင်ကိုယ့်ဘက်ကစိတ်ရှိလက်ရှိလေးတခြားရှင်းပြရတယ်ခါလေးကြလို့ရှိရင် revision ပေါ့နော်အဲ့လို unlimited ဖြစ်တတ်တယ်ဒါအောင်မကြိုက်ဘူးပြင်ပေးပါအောင်တခါတည်းနဲ့အများကြီးrevision စုပြီးတော့ပြင်တာမျိုးတွေနားမလဲတတ်တော့လေအဲ့လိုတခါလေးကြလို့ရှိရင်တို့တွေအနေနဲ့ပေါ့နော်ဒါလေးပြင်ပေးပါအောင်ခါလေးကြလို့ရှိရင်နောက်တစ်ခုပါရှိတယ်လဲဆိုတော့တို့တွေနဲ့ပေါ့နော်အများကြီးအကုန်လုံးကြိုက်ပြီးသွားတဲ့ခါကျမှအမဒါအောင်မကြိုက်ဘူးဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလည်းဖြစ်တတ်တယ်ဆိုတော့ workflow ကိုဒီဘက် industry ကလူတွေမဟုတ်တော့ပေါ့နော်စကားပြောတဲ့အခါမှညီညာတဲ့အခါမျိုးတွေမှာအရန်ခက်ခဲနိုင်နေပေါ့နော်နောက်တစ်ခုကတော့ relationship ကိုအမြဲတမ်း maintain လုပ်နေရတယ်ပေါ့နော်ကိုယ့်ဘက်က keep in touch အမြဲလိုက်လုပ်ရတယ် follow up လိုက်လုပ်ရတယ်ဆိုတော့ brand တွေဖြစ်တဲ့အခါမှာကိုယ်ဆက်သွယ်ရမှာက maybe ဒီဘက် brand ဘက်က CEO ကိုယ်တိုင်လည်းဖြစ်နိုင်မယ် brand ဘက်ကတခြားလူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူတို့အနေနဲ့အချိန်ပေးရတာမျိုးတွေဒီစင်ပြီးရင်ဒီစင်တော့မှမသိတာမျိုးချလို့ရှိရင်ကိုကအမြဲတမ်း relationship ကို maintain လုပ်ပြီးတော့ check up and follow up အမြဲတမ်းလုပ်နေရတယ်ပေါ့နော်ဆိုတော့ဒီလိုအလုပ်တွေကဘယ်သူတွေနဲ့တင့်တော်လဲဆိုလို့ရှိရင်တော့ပေါ့နော်ကိုက communication ကိုအရင်ပါနေတယ်လိမ္မာတယ်ကျွမ်းကျင်တယ်ပါနေတယ်ပေါ့နော်အဲ့လိုလူတွေအတွက်ဒီလုပ်တွေကတော့အရင်တင့်တော်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းဘာပြန်ရှိနိုင်လဲဆိုတော့ဒီလုပ်တွေကဝင်လုံရင်းနဲ့ပေါ့နော်နောက်ကတောက်လျှောက်အလောက်ကလိုက်လာလို့ရှိရင်ဒီထဲမှာပဲပိတ်မိသွားပြီးတော့ပေါ့နော်တခြားဒီလုပ်ငန်းခွင်တွေဘက်ကိုမလှည့်နိုင်တော့တာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ဒီထားအမြဲချက်ပဲဖြစ်ပါတယ်ရှင်တတိယအနေနဲ့နောက်ထပ်လုပ်ငန်းခွင်တစ်ခုကတော့ production house တွေပေါ့နော် production house တွေကဒီဘယ်လိုမျိုးတွေဖြစ်ကြလဲဆိုလို့ရှိရင်ပေါ့နော်မှာတငယ်ချင်းတွေစုမိပြီးတော့ production house တစ်ခုထောင်လိုက်တာမျိုးဒါမှမဟုတ်ရှင်လေပေါ့နော်ကိုကဒီအပြင် company တွေမှာအလုပ်လုပ်ပြီးတော့ experience တစ်ခုရတဲ့အခါမှာပေါ့နော်ကိုပိုင် company တစ်ခုကိုထောင်လိုက်ကြတာမျိုးပေါ့So production house တွေမှာတေချာပေါက်အများစုပေါ့နော် in-house ရှိကြတာကတော့ director producer ဒါမှမဟုတ်ရှင်တဲ့ခါလေးမှာပေါ့နော် director DOP လည်းရှိကြရဲတေချာပေါက်မဖြစ်မနေတော့ director တော့ရှိရဲပေါ့နော်ဆိုတော့ production house တွေနဲ့အလုပ်တွေလာတာဖြစ်နိုင်တယ်ဘလို့အလုပ်တွေလာတာများလဲဆိုလို့ရှိရင်ပေါ့နော် production house တွေရောရိုက်ကြတာ commercial တွေ TVC တွေ music video တွေ documentary တွေပြောမှဆိုလို့ရှိရင်တော့ဒီကြော်ညာပိုင်းဆိုင်ရာတွေကိုရိုက်ကြတာများတယ်ပြီးတော့သူတို့ကတော့အလုပ်ခေါ်တဲ့နေရာမှာပေါ့နော်တော်တော်များများ position တွေကိုခေါ်ကြတာတွေ့ရ management ဘိုင်းကတော့အများဆုံးဖြစ်မယ်လို့ထင်နေပေါ့နော်ဆိုတော့ကိုကဒီ junior အနေနဲ့ပေါ့နော် on-site experience ဒီ production workflow တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာကောင်းတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်။များစုဆိုလို့ရှိရင် production assistant တွေခေါ်ကြတယ်ပြီးလို့ရှိရင်ဒီ camera assistant တွေလည်းခေါ်ကြတယ်ခါလိုက်ကြရင် line producer လောက်ထိခေါ်ကြတဲ့ဒီ production house တွေတွေ့ဘူးတယ်ပေါ့နော်။အများကြီးပါပဲခေါ်ကြရတော့အစုံပဲဒါပေမဲ့ management ဘိုင်းဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီ full time ကို production house တွေကခေါ်ကြတာများတယ်ပေါ့နော်။ freelance အနေနဲ့ကတော့ role ပေါင်းစုံကိုသူတို့ project ဘိုင်း project လုပ်ကြတယ်ပေါ့နော်။ဆိုခုနကပြောလို့အာသာချက်အားနည်းချက်နှစ်ခုကိုပြန်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင်အာသာချက်ပေါ့အာသာချက်ကတော့သူတို့ဒီ on-site experience အပြည့်အဝအရန်ကောင်းတယ်ကိုကဒီ on-site experience တွေကိုလေ့လာချင်နေဆိုလို့ရှိရင်တော့ပေါ့နော်ဒီနေရာအရန်ကိုတင်တော်တယ်နောက်ခုကကြတော့ဒီကိုအတွက် production network ပေါ့ production network ဆိုတာကကြတော့ဘယ်လဲဆိုတော့ဟောဒီကိုက AD မှာအလုပ်လုပ်တာအဆင်ပြေရဲ့နောက် AD လိုရရင်ဒီကိုခေါ်ရမယ်ပေါ့နော်ပြီးတော့ production design မှာဆိုလို့ရှိရင်တော့ဒီမရှိတယ်အော်ဒီမရင်းနဲ့လုပ်ရတာကောင်းနေအဆင်ပြေရဲ့စသဖြင့်ပေါ့နော်ကိုကဒီ production မှာ network တစ်ခုပြန်ရတယ်ပေါ့နော်နောက်တစ်ခါတော့ခုနပြောလို့ပေါ့နော် production workflow ပေါ့နော်တစ်ဆင့်ပြီးတစ်ဆင့်ပဲရပြီးရင်ပဲရလုပ်ရတယ်ဆိုတော့ production workflow ကိုလည်းသူတို့စီမှာရတယ်တစ်ဖက်မှာအားနည်းချက်ဘာတွေပြန်ပြီးတော့ရှိတက်လဲဆိုလို့ရှိရင်တော့ဒီမှာကပေါ့နော် working hour အတိအကျမရှိဘူးများသောအားဖြင့်ကတော့ commercial တွေ TVC တွေဆိုလို့ရှိရင်တည့်ရတဲ့အတိုင်းပဲမနက်6ညနေ6တီးဒါလည်း duty ပဲဆိုတော့မနက်6မှာ ready ဖြစ်ဖို့ကမနက်4လည်းသွားရင်သွားရမယ်မနက်5လည်းသွားရင်သွားရမယ်တခါလေးနဲ့ duty ဆက်သွားရင်ညမုန်းချုပ်တူလည်းဖြစ်နိုင်တယ်ဆိုတော့ working hour အတိအကျမရှိဘူးဆိုတော့ physical ဘိုင်းအဲ့လိုအရန်ပင်ပန်းနိုင်တယ်ကိုကပြန်မခံနိုင်လို့ရှိရင်တော့ဒီနယ်ပယ်ကကိုအတွက်ပေါ့နော်ဒီနယ်ပယ်ဆိုတဲ့ဒီလုပ်ငန်းခွင်ကကိုအတွက်တင့်တော်မှာမဟုတ်ဘူးပေါ့နော်
ဘလို့လူတွေနဲ့တင့်တော်လဲဆိုလို့ရှိရင်တော့ခုနပြောသွားသလိုပဲပေါ့နော်ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့စနစ်တကျ on-set experience ကိုပြီးတော့ဒီမှာအလုပ်လုပ်နေတဲ့သူတွေစီကရောတင်ချင်နေဆိုလို့ရှိရင်တော့ဒီလုပ်ငန်းခွင်ကတကယ်ကိုယ့်အတွက်တင့်တော်တဲ့လုပ်ငန်းခွင်တစ်ခုပဲပေါ့နော်မြန်မာမှာဆိုလို့ရှိရင်တော့ခုချိန်ကြီးဒါ commercial ရိုက်တဲ့ production house အများစုပဲတွေ့ဘူးသေးတယ်ဒီဘက်ထိုင်းဘက်ချမ်းမှာဆိုလို့ရှိရင်ရုပ်ရှင်ကိုပဲတည်တံ့ရိုက်တဲ့ film production house တွေရှိရဲပေါ့နော်ဆိုတော့ဒီ production house တွေဆိုလို့ရှိရင်လေကိုကတစ်ခေါက်လှုပ်ပြီးသွားတာနဲ့ကိုနဲ့ chemistry မိရဲကိုသဘောကျပြီးသွားပြီဆိုလို့ရှိရင် project တိုင်းကတေချာပေါက်ကိုနဲ့တွဲလုပ်ဖြစ်နေမှာဆိုတော့ကိုအတွက်လုံးဝအခွင့်အရေးကောင်းတဲ့နေရာတစ်ခုလည်းဖြစ်တယ်အဲ့လိုပဲ competition ကလည်းအများများတယ်တော့ကိုနဲ့ဒီနေ့အဆင်ပြေနေပြီမဲ့နောက်တစ်ရက်မှာအဆင်ပြေတော့လို့ရှိရင်တော့မလို့ရှိရင်ကိုထပ်ပို့ပြီးတော့ကောင်းတဲ့သူလည်းအမြန်တွေ့သွားနိုင်တဲ့ကြောင့်မို့လို့ competition ကအများများတယ်တစ်ခေါက်အဆင်ပြေလို့ရှိရင်တို့ကအဲ့တစ်ခေါက်အဲ့လူနေပဲလို့ပြောတာများတယ်နောက်လူအစ်စ်ဖြောင်းမှုဆိုတာဒါအကုန်လုံးကပြောရမယ်ဆိုရှင်ခဲရင်နေပေါ့နော်နောက်ဆုံးတစ်ခုကတော့ freelance လုပ်ငန်းခွင်ပေါ့ freelance ကတော့တော်များနဲ့ရင်းနှီးပြီးသား freelance အလုပ်တွေကတော့ဘယ်နေရာရနေရနိုင်လဲဆိုလို့ရှိရင် social media တွေ group တွေကိုယ့်ရဲ့တငယ်ချင်းတွေပြီးတော့နောက်ပိုင်းဆိုလို့ရှိရင်ဒီအလုပ်တွေကိုရှာပေးနေရပေါ့နော် job application တွေ job website တွေကနေအလုပ်တွေအများရနိုင်နေပေါ့နော်သူ့ရဲ့လုပ်ငန်းခွင်ကကြတော့ခုနပြောသွားတဲ့ဒီ brand တိုက်ရိုက်လုပ်ငန်းခွင်နဲ့တွားပြီးတော့ပုံစံစင်နေပေါ့နော်။ brand တိုက်ရိုက်လုပ်ငန်းခွင်တွေကကြတော့တေချာပေါက် brand တွေနဲ့ပဲအများကြီးလုပ်လို့ရမယ်။ဒီဟိုကကြတော့ freelance ကကြတော့ကိုယ်စီလာတဲ့ client ဒီ brand owner တွေဖြစ်ချင်မှဖြစ်မယ်။ wedding လည်းဖြစ်ရင်ဖြစ်မယ် event လည်းဖြစ်ရင်ဖြစ်မယ် music video လည်းဖြစ်ရင်ဖြစ်မယ်ချိန်တဲ့ project type ကိုမဆိုကိုက freelance ဝင်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်။ဆိုတော့freelance ကတော့တကယ်တော့ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်အတွေ့အကြုံအများကြီးရှိပြီးတော့ experience အများကြီးရှိပြီးတော့အာယုံမနောက်ချင်တဲ့သူတွေရဲ့နောက်ဆုံးလုပ်တဲ့ပုံစံ freelance တွေကဘလို့လူတွေလုပ်လို့ရလဲပေါ့သူကတော့ရှင်းတယ် freelance လို့ပြောတဲ့ကြောင့်မို့လို့ကြိုက်တဲ့ role ကြိုက်တဲ့ position ကနေကိုလုပ်လို့ရတယ်ကိုဝါသနာပါတဲ့ role ကို design မှတ်လဲကိုကလောက်သွားလို့ရတယ်ပေါ့တကယ်လို့ကိုကအဲ့ဒီ role ကိုရှာမတွေ့သေးဘူးဆိုလို့ရှိရင် role ကို change ပြီးတော့လုပ်လို့ရတယ် maybe ဒီ project မှာကိုဒီ AD လုပ်ရင်လုပ်မယ်နောက် project မှာကိုဒီ wardrobe ကိုတွဲလုပ်ရင်လုပ်ကြည့်မယ်ပေါ့နော်ဆိုတော့ကိုပဲရဝါသနာပါလဲဆိုတာကိုလည်း freelance ကနေတစ်ဆင့်အရင်စပြီးတော့စမ်းကြည့်လို့ရတယ်ဆိုတော့အားသာချက်ကတော့သူ့အနေနဲ့ freelance လို့ပြောတဲ့ကြောင့်မို့လို့လုံးဝအချိန်ပေါ့အချိန်ကကိုယ့်အတွက်ကိုအဆင်ပြေတဲ့အချိန် flexible ဖြစ်ပြီးတော့ကိုလုပ်လို့ရတယ်ကိုယ့်အတွက်နားချိန်ရှိမယ်ကိုဒါ project တွေအများကြီးမလုပ်ဘဲနေပေါ့နော်အဲ့လိုသတ်မှတ်ထားတဲ့ project လောက်ပဲလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုအနေနဲ့ပေါ့ကိုက budget ဒီလောက်မှများများရှာလိုက်မယ်ဆိုလို့ရှိရင်လည်းကိုက project များများလိုက်ရှာနိုင်လေကိုပတ်စံပိုရလီပေါ့နော်ဆို financial ဘိုင်းမှာဆိုလို့ရှိရင်တော့ fitness ဘိုင်းကအားတာနိုင်တယ်ဒါပေမဲ့အဲ့ချက်ကတစ်ဖက်မှာလည်းအားနေချက်ပါပြန်ဖြစ်လေဆိုတော့ကိုဒီ network မရှိတဲ့သူကိုဒီ social media မှာလူမသိဘူးကိုအကြောင်းကိုမကြီးညာထားဘူးဆိုလို့ရှိရင်တစ်ဖက်မှာအလုပ်ရဖို့အတွက်အရန်လုံးပန်းရတယ်ပေါ့နော်အဲ့ဒါလည်းကိုအတွက်အားနေချက်ပြန်ပြီးတော့ဖြစ်သွားနိုင်တယ်ပြီးတော့ခုနပြောသလိုဒီ working hour ပေါ့နော် working hour ကကိုစိတ်ကြိုက်လုပ်လို့ရတဲ့အကြောင်းမို့လို့ခါတလေပါပေါ့နော်ညဘက်ဒီမှလုံးမေးလို့တေချာပေါက်စီးနဲ့ကန်နဲ့နေတဲ့သူဆိုလို့ရှိရင်တော့ freelance နဲ့လုပ်လို့ရတယ်အရန်ခက်တယ်ဘာလို့လဲဆိုတော့တက်လိုက်မပေးနိုင်တာမျိုးတွေအချိန်မီမရနိုင်တာမျိုးတွေကကိုယ့်အတွက်အားနည်းချက်လည်းပြန်ဖြစ်သွားနိုင်နေပေါ့နော်ဆိုတော့ဒီ freelance အလုပ်ကတော့ကြိုးရမ်းပေါ်မှာလမ်းလျှောက်ရတယ်လို့ပဲအားသာချက်အားနည်းချက်ကမတိမ်မယိမ်းလေးတွေပဲဖြစ်နေတယ်ဒီအလုပ်ကပြောတော့တာနားထောင်တော့တာလွယ်တာပေါ့နော် freelance ကအရန် tricky ဖြစ်တယ်ဒီ freelance ကိုဝင်လုပ်နိုင်ဖို့အတွက် management skill communication skill ခုနပြောလို့ balance ပေါ့နော် work life balance ကိုလုပ်နိုင်ဖို့ skill ဒီ networking တွေပေါ့အများကြီးကို project အများနဲ့ရနေအောင်လို့ networking skill ပြီးလို့ရှိရင်ကိုအတွက်ပေါ့နော် advertising ကိုပြန်ပြီးတော့ကြီးညာရတဲ့ဒီ idea ကစလုံနိုင်စွမ်းလို့ဟိုလူမျိုးကိုအများနဲ့မြင်နေရအောင်ဒီဘက်ခင်မှာဆိုပို့လုပ်နေရတယ်ပေါ့နော်အဲ့တော့freelance အလုပ်ဒီအလွယ်ကူဆုံးလက်ထင်ရတဲ့အခက်ခဲဆုံးလည်းတစ်ဖက်မှာဖြစ်နေရပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာလုပ်လို့ရတဲ့လုပ်ငန်းခွင်၄ခုအကြောင်းကိုပြောပြတာပဲဖြစ်တယ်ဒီ creative industry မှာကပေါ့နော်ဘယ်လုပ်ငန်းခွင်ကအကောင်းဆုံးလုပ်ငန်းခွင်လဲဆိုတာမရှိဘူးလုပ်ငန်းခွင်တွေအားလုံးကသူ့အနေနဲ့သူအားသာချက်အားနည်းချက်တွေရှိတယ်အဓိကကတော့ကိုမူတည်ရကိုရဲ့ lifestyle ကိုရဲ့ဝါသနာကိုလိုချင်တဲ့ကိုသွားချင်တဲ့ role
ကိုယ့်ရဲ့ financial plan ပေါ့နော်အဲ့ဒါပေါ်မူတည်ပြီးတော့ကိုအပျော်ဆုံးဖြစ်မဲ့ဒီနယ်ပယ်တွေကတော့လုပ်ငန်းခွင်တွေကတော့တန်းတန်းတူကြမှာမဟုတ်ဘူးအဲ့လိုပဲဒီလုပ်ငန်းခွင်တစ်ခုတည်းမှာပဲကိုကဥမာ agency မှာလုပ်မယ်ဆို agency မှာပဲအမြဲလုပ်နေရမယ်လို့သတ်မှတ်ထားတာမျိုးမရှိဘူးကို freelance တစ်ခါလေးပြောင်းရင်ပြောင်းမယ်တစ်ခါလေးလည်းကို full time ပြောင်းပြီးတော့လုပ်ချင်တယ်လုပ်မယ်တစ်ခါလေးလည်းကိုတငယ်ချင်းတွေတူလို့ရှိရင် brand တိုက်ရိုက်တွဲလုပ်ချင်တယ်လုပ်မယ်ပေါ့နော်ဆိုတော့ဒီလုပ်ငန်းခွင်တွေကအငြင်းတန်းကူးပြီးတော့ပြောင်းပြီးတော့လည်းလုပ်လို့ရနေပါတယ်အဲ့ဆိုလို့ရှိရင်တော့ချစ်စုရဲ့ဒီဗီဒီယိုလေးကနေတစင်ကိုဝါသနာပါတဲ့ကိုယ့်ရဲ့ role နဲ့ကိုယ့်ရဲ့အခုအလုပ်လုပ်မယ်ပေါ့နော်ဒီ industry ရဲ့ structure ကိုနားလည်သွားမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းပြန်ဆောင်ကြမယ်နော်အားလုံးပဲ bye bye